ဒီရဲအနာရှိဆုံးပုဂ္ဂိုလ်လီခါမီနီဟာဖေဗိုင်လာ28ရက်နေ့ကနေကုန်းချုပ်ထားပါပြီအမေရိကန်နဲ့အစ္စရေးရဲ့ပူးပေါင်းတိုက်ခိုက်မှုမှာသူတည်ဆုံးခဲ့တာမှာသူကဘလို့လူမျိုးလဲဘလို့ပုံစံနဲ့ယူရဲခေါင်းဆောင်ဖြစ်လာခဲ့တာ1939မှာမွေးတဲ့ခါမီနီဟာဘာသာရေးမိသားစုကနေမွေးဖွားလာခဲ့တာဖြစ်ပါတယ်1960ပြည့်နှစ်လွန်နေမှာတော့ရှားပြည်ရဲ့နောက်တိုင်းဆန်တဲ့ပြည်ပင်ပြောင်းလဲမှုတွေကိုစန့်ကျင်တဲ့လှုပ်ရှားမှုတွေလုပ်ခဲ့ကြပြီးခါမီနီကလည်းအဓိကနေရာကပါဝင်ခဲ့ပါလေရှားပြည်ဟာအစ္စလာမစ်တန်မိုးတွေကိုဖျက်ဆီးပြီးတော့အမေရိကန်လက်ဝဲကန်ဖြစ်လှုပ်ဆောင်နေတယ်လို့သူကယူဆခဲ့ပါလေ1989အစ္စလာမစ်တော်လိုင်းမှာတော့ရှားပြည်ပြုတ်ကျသွားခဲ့ပြီးတော့တော်လိုင်းကောင်းဆောင်ခိုမီနီတက်လာခဲ့ပါလေအဲဒီကနေခိုမီနီနဲ့နီးတက်တဲ့လီခါမီနီကလည်းရွံ့ဆွေရောက်ဖွဲ့တဲ့ကိုရောက်လာခဲ့ပါလေ1981မှာတော့အီရန်သမ္မတဖြစ်လာခဲ့ပြီးတော့ခိုမီနီကွယ်လွန်တဲ့1989နောက်ပိုင်းကစလို့ခါမီနီက Supreme Leader ဖြစ်ကိုရောက်ရှိလာခဲ့ပါလေအနာရပြီးရဲ့နောက်မှာတော့ခါမီနီကသူ့ကိုစန့်ကျင်တဲ့သူတွေကိုအပြင်းထန်နှိမ်နင်းခဲ့ပါလေသူတို့ရဲ့2022ခုနှစ်ကမာဆာအာမီနီရေးခင်းကနေ2026ခုနှစ်ဇန်နဝါရီလထိဖြစ်ခဲ့တဲ့စနက်ပြပွဲတွေကိုသူဖက်တန်ယုံနှိမ်နင်းခဲ့တာကြောင့်ဝေဖန်မှုတွေလည်းခံခဲ့ရပါလေအမေရိကန်ကိုအီရန်ရဲ့နံပါတ်1ရန်သူအဖြစ်သတ်မှတ်ခဲ့တဲ့ခါမီနီဟာနောက်ဆုံးမှာတော့အမေရိကန်တို့ရဲ့လီချောင်းတိုက်ခတ်မှုနဲ့ပဲတည်ဆုံးခဲ့ပြီးတော့သူ့ရဲ့39နှစ်ကြာအာဏာဆက်ဟာဆုံးသက်ခဲ့ရပါလေခါမီနီမရှိတော့တဲ့အီရန်နိုင်ငံကပိုပြီးတော့လွတ်လပ်လာမလားဒါမှမဟုတ်ပိုပြီးတော့မငြိမ်မသက်ဖြစ်လာမလား